ငါတို့အားလုံးကတော်လန်ရေးလုပ်နေတာဆိုတော့အားလုံးကဒီသားစုလိုကြီးပဲအဲ့ဒီထဲမှာငါဆရာကြီးဖြစ်တယ်လို့မင်းတို့ကလည်းဆရာကြီးတွေ ကျွန်တော်ကလည်းဆရာကြီးဖြစ်ပြီဆိုတော့ဟင်းမြိုင်ဆောက်လို့ရပြီပေါ့ ခုနေ့ကငါပြောထားတဲ့ကမ်ပိန်းချင်းတွေလို့ရှိတယ် ဒိုမတီမှာမျိုးပြစီပြောတာ အေးဟုတ်တယ် တော့ဒီကမ်မိန်းတာဂက်ကတော့တိန်းထား9လောက်ပြီးတော့ကျွန်တော်သတ်မှတ်တယ်ကမ်မိန်းကာလာကတော့ကျွန်တော်တို့မတ်လ12ရက်နေ့12ရက်နေ့ကနေပြီးတော့ဒီဘက်လ30ရက်နေ့ထိကျွန်တော်သတ်မှတ်ထားတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကမ်မိန်းရဲ့ယူချက်ကဤကိစ္စဆိုင်ရာကိစ္စရပ်များနဲ့ရှားစေဝါသားနေရေးဆိုင်ဖြစ် ဒီစဉ်းစားတာရိုးဆရာကြီးတွေဘယ်လိုစဉ်းစားလဲမင်းတို့ကပြောပြဖုန်းလေးခဏပေးပေါ့ငါတို့ကဒီကမ်ပိန်းရဲ့ target ကို3500အထိထားမယ်ပြီးရင်ကမ်ပိန်းကာလကိုမတ်လ12ရက်နေ့ကနေပြီးတော့ဧပြီလ30ရက်နေ့အထိထားမယ်ဒီကမ်ပိန်းရဲ့ရည်ရွယ်ချက်ကစစ်သက်ဆိုင်ရာကိစ္စရပ်များနဲ့စားနယ်ရိတ်ခါနဲ့စေဝါတွေထောက်ပြီးကြည့်ကြတယ်ဒီကမ်ပိန်းကိုငါတို့မြန်မာနိုင်ငံနဲ့မကထိုင်းမလေးရှားစင်ကာပူစတဲ့နိုင်ငံတို့အထိပါဝင်နိုင်အောင်လှုပ်ဆောင်အဲ့ဒါလုံးဝ offer မယ် ဝါ ကျွန်တော်ပြောချင်တာလည်းဒါပဲလေ ဒါပေမဲ့၄တန်းကွာတယ် ဝါ နေရောငါလို့ဆရာကြီးမဖြစ်ချင်ဘူးလား တမီးဆရာကြီးကြီးချင်မောင်မောင်အိမ်သူဖြစ်ချင်တာ အဲ့တော့ငါတို့ဒီကမ်ပိန်းကိုမဖြစ်ဖြစ်အောင်လုပ်မယ်အဲ့တော့မင်းတို့ခေနာလာတိုင်းလာအဲ့တော့ဒီကမ်ပိန်းကိုမင်းတို့နဲ့ငါတို့နဲ့အားလုံးလက်တွဲပြီးတော့မဖြစ်ဖြစ်အောင်ကြိုးစားပြီးလုပ်ဆောင်ကြနော်မင်းတို့အားလုံးကြားဖို့ကြပါပါဒီဘောမင်းနဲ့နီးစန္ဒာနဲ့ပါတော်မူသွားတော့က ဟမ်ဒီဘောမင်းနဲ့စူပြလည်းမဟုတ်ဘူးလား right မင်းတို့မင်းတို့ခေါင်းဆောင်ကြီးဆိုတာကအဲ့လိုမျိုးရေချေးရှိနေရလူငယ်တွေဆိုတာကအကိုလုံးသိပြီးအကိုလုံးတက်ပြီးတော့လူကြီးတွေမှားနေရင်တော့ထောက်ပြနိုင်ရမယ်အဲ့တော့မင်းတို့နောက်ဆုံးငါ့ကိုဗာတင်ပြပြရှိသေးတယ် ကျွန်တော်ချီသေးတယ် တော့က ဆရာကြီးဖြစ်ရှင်ကျွန်တော်ဘယ်လိုလုပ်အောင် ငါလိုဆရာကြီးဖြစ်ချင်စောက်ရမ်းဆိုးနိုင်ပါရမယ်